မော်ဆန်သောရှေကန်နဲ့သင်းမောဩစာပင်ကလေးတွေအားလုံးကအိမ်ပြင်ဘက်မှာကစားနေကြပါတယ်။ညနေရောက်ပြီဆိုတော့အပြင်ဘက်မှာတဖြည်းဖြည်းမှောင်လာပါတယ်။စောင်းတွင်းကာလဖြစ်တဲ့အတွက်ကြောင့်လေအေးတွေကလည်းတိုက်နေပါတယ်။အပြင်ဘက်မှာအေးစိတ်နေပေမဲ့လည်းကလေးတွေကတော့ကစားပွဲကိုမရက်ဘဲနဲ့ဆက်ကစားတာကိုမြင်တော့ကလေးတွေရဲ့မိဘတွေကလည်းကလေးတွေကိုအိမ်ထဲလာဖို့ခေါ်နေကြပါပြီ။တားလေးတွေသူရေလေအေးတွေတိုက်နေပြီကစားနေအောင်ရက်ပြီးအိမ်ထဲလာပါတော့ကွယ်။လာပါပြီမမေမှတ်မိရမလားအားလုံးမနေ့ဒီမှာပဲစုံကြမယ်နော်ဘလို့နီးနဲ့ပဲဖြစ်ဖြစ်မနေ့ပြန်အဲ့အသီးတွေကိုရအောင်ခူးလာရမယ်ရီသူလည်းအဲ့လိုပြောပြီးတော့ကလေးတွေအားလုံးသူတို့အိမ်သူတို့ပြန်သွားကြပါတယ်စောင်းတွင်းကာလမှာကလေးတွေအကောင်လုံးကအသီးတစ်မျိုးကိုပဲသတိရကြပါတယ်အဲ့အသီးကတော့တင်မောဩဇာတိပဲဖြစ်ပါတယ်တင်မောဩဇာတိကဘလောက်တောင်အရသာရှိလဲဆိုတာစားဖို့တဲ့သူတွေပဲကောင်းကောင်းသိကြပါတယ်ဒီရွာကကလေးတွေလည်းအဲ့တင်မောဩဇာတိကိုအရန်ကြိုက်ကြပါတယ်အဲ့အကြောင်းစောင်းတွင်းကာလခရစ်စမတ်ကျောင်းပိတ်ရက်တွေမှာရွာကကလေးတွေအားလုံးဒီပါကတော်ရဲကနေသင်းမောဩဇာတိတွေရှာပြီးယူလာလိရှိပါတယ်။အရင်နှစ်တွေလိုပဲဒီနှစ်မှာလည်းသူတို့အားလုံးကသင်းမောဩဇာတိတွေကိုတော်ရဲကနေရှာပြီးယူလာဖို့တိုင်ပင်နေကြတာပဲဖြစ်ပါတယ်။နောက်တနေ့နေ့ခင်မှာရီသူနဲ့သူ့ရဲ့တငယ်ချင်းတွေကတပင်တပင်အောက်မှာစုံကြပါတယ်။ငါတို့အားလုံးအသေးတွေရှာပြီးခူးပြီးသွားပြီဆိုရင်ဒီညမှာပဲပြန်ဆောင်ကြမယ်။ဟုတ်ပြီနော်။ကောင်းပြီလေရီသူမြ мян သွားရှာကြမယ်လေ။အခုတော့ငါးပါးစက်ကနေတရည်တွေကျနေပြီ။အဲ့လိုပြောပြီးတော့တင်မောဩဇာတိရှာဖို့နှစ်ယောက်စီအုပ်စုဖွဲ့ပြီးအရက်လေးမျက်နှာစလုံးကိုထွက်သွားကြပါတယ်။အားလုံးတင်မောဩဇာတိအများကြီးတွေရှာယူလာပြီးအဲ့ဒီတစ်ပင်အောက်မှာပြန်ဆောင်ကြပါတယ်။ဒီတစ်ခေါက်ငါတို့အသီးခုလာတော်တော်များရင်တော့ကီတူငါတို့အသီးတွေကိုစားကျင်တလောက်ယူထားပြီးပိုးတဲ့အသီးတွေကိုရွာလူတွေဝေပေးလိုက်မယ်လေ။နေယူသွားပြီလားငါတို့အပြင်းမှန်းခံပြီးခုလာရလေ။အဲ့အကြောင်းဒီအသီးတွေကိုစားမဲ့သူတွေကလည်းငါတို့ပဲဖြစ်ရမယ်။ရွာလူတွေဘာလို့ဝေပေးရမှာလဲပြောစမ်းမအောင်။ဟုတ်တယ်ရီသူငါတို့ပြင်းမှန်းခံပြီးခူးထားရလေအဲ့အောင်သူများတွေဘာလို့ပေးရမှာလဲပြောပါအောင်နင်တို့တွေဘာလို့ဒီလိုစကားမျိုးတွေပြောနေရလဲငါတို့အားလုံးကစိတ်ထားပြုစင်ကြတယ်ငယ်ရွယ်တယ်တွက်လက်တယ်ရွာလူတွေထဲမှာအသက်ကြီးရဲ့လူတွေမကျန်းမာတဲ့လူတွေအများကြီးရှိကြတယ်သူတို့ကဒီအသီးကိုစားကြည့်နေတာမှဒီညောင်လာနိုင်ကြလို့လားပြောကြစမ်းပါအောင်ငါတို့ကပဲသူတို့ကိုကူညီပေးနိုင်ပါလေသူတို့တွေအားလုံးကရီတူပြောတာကိုနားမထောင်ပဲအသီးတွေကိုဝေစုခွဲကအဲ့နေရာကနေထွက်သွားကြပါတယ်ဒါပေမဲ့ရီတူကတော့အဲ့ဒီအသီးတွေကိုတယောက်တည်းမစားချင်ပါဘူး။အဲ့အကြောင်းရွာကိုပြန်လာပြီးတော့ရီတူကသူ့ဝေစုတဲကအသီးတွေကိုရွာမှာဝေမျှပေးလိုက်ပါတယ်။ဒီအသီးလေးစားပါအောင်ဖို့ဒီအသီးကိုတော်ရဲကနေယူလာတာပါ။အရန်အရသာရှိတယ်စားကြည့်ပါအောင်။အဲ့လိုပြောပြီးရီတူကသူ့ဝေစုတဲကအသီးတွေအားလုံးကိုရွာသူရွာသားတွေအားလုံးစားဖို့ဝေမျှပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမစားဖို့တတိတလုံးသာကျန်ပါတော့တယ်။အဲ့ဒီအသီးလေးတစ်လုံးကိုရီတူကသူ့စားဖို့ခြံထားတာဖြစ်ပြီးအိမ်ပြန်လမ်းမှာအသက်ကြီးကြီးအဖောက်အုပ်တယောက်နဲ့တွေ့ပါတယ်။သမီးလေးရီသူရေရွာလူတွေအားလုံးကိုတော့သမီးကတင်မောဩဇာတိဝေပေးလိုက်တယ်။ဒါပေမဲ့ဖွားဖွားကိုကြတော့မပေးဘူး။အဲ့လိုမဟုတ်ပါဘူးဖွားဖွားရဲ့ဒါလေးကိုယူလိုက်ပါနော်။အဲ့လိုပြောပြီးတော့ရီသူကသူ့စီမှာကျန်နေတဲ့တင်မောဩဇာတိတစ်လုံးကိုလည်းအဖောက်ကိုပေးလိုက်ပါတယ်။အိမ်နောက်အိမ်ပြန်သွားပြီးတော့ဒီတစ်ခေါက်တော့ငါအတီးတစ်လုံးမှမစားလိုက်ရပါလား။နောက်ဆုံးကျန်နေတဲ့တစ်လုံးလည်းစားကြင်ပါရဲ့ဆိုမှဟိုဖွားဖွားကိုပေးလိုက်ရတယ်။ရပါရဲ့လေ။နောက်တစ်ခေါက်ကြုံမှပဲစားတော့မယ်။ရီတူကသူ့ကိုယ်သူတွေးပြီးတယောက်တည်းစကားတွေပြောနေတဲ့အချိန်မှာပဲသူ့တငယ်ချင်းတွေကရှောက်လာပါတယ်။ငါပြောတယ်မလားရွာလူတွေမဝေပေးပါနဲ့လို့တယောက်ကိုပေးလိုက်ကြံတဲ့လူတွေကလည်းတောင်းကြတယ်။အဲ့ဒါလိုနဲ့နေ့အသီးတွေအားလုံးပေးလိုက်ရလေ။အခုတော့နေ့မှာစားကြတစ်လုံးမှတော့မရှိတော့ဘူး။ငါတို့ကြည်စမ်းငါတို့ရဲ့အသီးတွေဝတ်ထားလိုက်ပြီးငါတို့ပိုက်ပြန်အောင်စားပြရတော့မှအိမ်မှာအသီးတွေများကြီးကြံသေးရဲ့။ဒါပေမဲ့နေ့စီမှာတော့တစ်လုံးမှမကြံတော့ဘူး။အဲ့လိုပြောရီတူကိုအထင်သေးကရှီပြီးတော့ပြန်သွားကြပါတယ်။အဲ့နောက်မှာတော့ရီတူကသူတို့စကားတွေကြောင့်ငိုပါတော့တယ်။အဲ့ဒီအချိန်မှာရီတူစီကနေနောက်ဆုံးတင်မောဩဇာတိတစ်လုံးကိုယူလိုက်တဲ့အဖွားကြီးကသူ့နောက်အောင်ရှောက်လာပါတယ်။သမီးလေးဘာဖြစ်လို့တော့ဘာလို့ငိုနေရလဲ။သမီးတော်ရကနေတင်မောဩဇာတိတွေခက်ခဲနဲ့ကူးလာခဲ့ရပါ။ဒါပေမဲ့သမီးစားဖို့တစ်လုံးမှမကြံတော့ဘူး။သမီးအဲ့ဒီအတွက်လည်းဝမ်းမနေပါဘူး။ဒါပေမဲ့သမီးရဲ့တငယ်ချင်းတွေကသမီးရဲ့စေတနာနဲ့ဝင်းမြပြီးရဟောင်းသမီးကိုလှောင်မြောင်ပြီးထွက်သွားကြတယ်။အဲ့လိုပြောပြီးရီတူကရှိုက်ကြီးတငင်နဲ့ငိုချပါရတယ်။အဲ့ဒီအချိန်မှာအဖွားအုပ်ကမငိုပါနဲ့သမီးလေးရဲ့သမီးကအလွန်မမြတ်တဲ့အလုပ်ကိုလုပ်ခဲ့ရပါ။အဲ့ဒါကြောင့်သမီးလည်းကောင်းတဲ့ကြိုးပြန်ခံစားရမှာပါ။ဖွားဖွားနဲ့လိုက်ခဲ့ပါ။အဲ့လိုပြောပြီးတော့အဖွားအုပ်ကရီတူကိုရေကန်သားတစ်ခုကိုခေါ်လာပါတယ်။အဲ့ဒီရေကန်သားမှာ6ကက်နေတဲ့တစ်ပင်တစ်ပင်ရှိပါတယ်။အဖွားအုပ်ကရေကန်ကရေကိုအနှဲငယ်ခတ်ပြီးအဲ့ဒီတစ်ပင်ပေါ်လောင်းချလိုက်ပါတယ်။ရေလောင်းပြရနဲ့အဲ့ဒီ6ကက်နေရဲ့အပင်စိမ့်စုံနေရဲ့အပင်ကြီးတစ်ပင်အဖြစ်ပြောင်းလဲလာပါတယ်
သမီးစားကျင်တလောက်တင်မောဩဇာတိတွေစိတ်ကြိုက်ကူပြီးစားနိုင်ပါရီသူသမီးကိုဘယ်သူမှမတားနိုင်ပါဘူးသမီးဘိုင်းမပြေမချင်းဒီအသီးတွေကကုန်မှာမဟုတ်ဘူးအဆင်ပြေရမလားအဲ့ဒီပင်ပေါ်ကတင်မောဩဇာတိတွေကိုမြင်တာနဲ့ရီသူကအခုဝမ်းနေနေသလိုအခုဆိုဝမ်းသာသွားပါပြီဒီအသီးတွေကသမီးတော်ရနေယူလာတဲ့အသီးတွေထက်ပိုကြီးရဲ့အရန်လေးချွေရဖဖသမီးအရန်ကြိုက်တယ်ဖဖသမီးရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုဖဖလည်းသဘောကျတယ်အဲ့အားကြောင့်ပဲဖဖသမီးကိုဒီညခေါ်လာခဲ့ရပေါ့သမီးစားကျင်စိတ်ရှိရဲ့အချိန်တိုင်းဒီညောင်လာပြီးအပင်မောကနေအသီးတွေကြိုက်သလောက်ကူးစားနိုင်ပါရဲ့ဒါပေမဲ့သတိတော့ရှိပါသမီးစားကျင်သလောက်အသီးတွေခူးပြီးဒီညမှာပဲစားရမယ်ဝက်ပြီးယူသွားပြီးအိမ်ရောက်မှစားမယ်လို့မတွေးမိပါချင်းနဲ့သမီးဟုတ်ကဲ့ပါဖဖပြောတဲ့အတိုင်းသမီးလုပ်ပါမယ်အိမ်နောက်မှာတော့သူတို့နှစ်ယောက်လုံးအိမ်ညာကနေပြန်သွားကြပါရဲ့ရီသူကသူ့ရဲ့တငယ်ချင်းတွေကိုအဲ့ဒီအပင်အကြဝမ်းသာအားရပြောပြလိုက်ပါရဲ့ငါစားခဲ့တဲ့တင်မောဩဇာတိကအရန်အရသာရှိရပဲနင်တို့တွေကဘသူကမှအလောက်အရသာရှိရဲ့တင်မောဩဇာတိမျိုးစားဖို့မှမဟုတ်ဘူးဒါရီအားလုံးဟိုအဖားကူညီပေးလို့ဖြစ်လာတာအဲ့နောက်မှာတော့ရီသူကသူ့ရဲ့တငယ်ချင်းတွေကိုဖြစ်တောင်းကုန်စင်ရှင်းပြလိုက်ပါအဲ့တော့မှအဲ့လိုဆိုရင်တော့ငါလည်းအဲ့ဒီအပင်တောင်သွားရမယ်အဲ့လိုမှော်ဆန်တဲ့အပင်ကြီးကြည့်ဖြစ်အောင်ကြည့်ရမယ်အဲ့လိုပြောပြီးကီတူကအဲ့ဒီတစ်ပင်ကြီးနာသွားပြီးရေကန်ထဲကနေရေတွေကိုယူလောင်းလိုက်ပါခဏအတန်မှာပဲအပင်ကြီးတစ်ပင်အဖြစ်ပြောင်းလဲသွားပါအမလီဖျားတစ်ပင်လေးတေးသေးလေးကနေအခုချစ်ချင်းအကြီးကြီးဖြစ်သွားတာပဲငါတင်မောဩဇာတိတွေလိုချင်လိုက်တာအဲ့လိုပြောလိုက်တာနဲ့အပင်ပေါ်မှာတင်မောဩဇာတိတွေအများကြီးတီးလာပါအဲ့နောက်တော့ကီတူကဟာအသီးတွေအများကြီးပဲငါဒီသီးတွေကိုသာအိမ်ကိုသွားရင်စားကျင်တဲ့လောက်စားပြီးပူရာပါရောင်းလို့ရသေးရဲ့အဲ့လိုနဲ့ကီတူကအပင်ပေါ်ကအသီးတွေကိုခုကအိတ်ထဲထည့်ပြီးအိမ်ယူသွားတော့တစ်ပင်ကရှီထွက်လာပြီးကီတူကိုလှမ်းဖမ်းလိုက်ပါတယ်ဘာတူလဲအမေဒါဘာကြီးဖြစ်နေရလဲအဲ့လိုပြောပြီးကီတူကလွတ်အောင်ကြိုးစားပေးမယ်လို့လဲဘာမှမထူပါဘူးအဲ့နောက်မှာတော့ကီတူကကဲပါလို့ပြောပြီးငိုပါအောင်ရယ်ကီတူကိုအချိန်တော်ကြာမတွေ့ရကြောင်းရီသူနဲ့တငယ်ချင်းတွေကကီတူကိုရှာဖို့အဲ့ဒီအပင်ကြီးနာကိုရောက်လာကြပါတယ်ရီသူရေငါ့အခုလွတ်ပါနော်နင်ပြောတာနားမထောင်မနဲ့ငါဒီသီးတွေကိုအိမ်ယူသွားဖို့ကြိုးစားမိပါရဲ့အဲ့ဒါကြောင့်ဒီပင်ကြီးကငါအခုလိုဖမ်းတာကျေးဇူးပြုပြီးငါ့ဒီပင်ကြီးကနေလွတ်အောင်လုပ်ပေးပါအောင်အဲ့ဒါကြောင့်ပြောတာပေါ့ဘယ်အလုပ်မဆိုကိုကောင်းမှုတစ်ခုအတွက်ပဲစဉ်းစားပြီးမလုပ်ရဘူးနောက်ပြီးတော့လူကြီးတွေရဲ့စကားလည်းနားထောင်ရမယ်နားလည်ပြီလားအဲ့လိုပြောပြီးရီသူကဟိုအဖားအုပ်ကိုတောက်ခေါ်လာပါအဲ့တော့မှအဖားအုပ်ကကီတူကိုအပင်ကြီးကနေလွတ်အောင်ကူညီပေးလိုက်ပါအဲ့ဒီနောက်မှာတော့အမြင်မှန်ရလာတဲ့ကီတူကအခြားသူတွေကိုကူညီပေးုံသာမကသူ့တငယ်ချင်းတွေကိုလည်းတက်နိုင်သလားကူညီပေးဖို့တိုက်တွန်းပါတော့တယ်